မင်္ဂလာပါဒီတကတော့ကိုပြောက်ဆေးဖော်လို့ရတဲ့အုံနဲ့ကြီးပေါင်းနဲ့ဂမ်ဘီယာအစွမ်းသိတိတူးတွေရှိတဲ့တစ်ဖောက်တွေနွယ်ဝင်ကွင်းတိုးတဲ့အကြောင်းကိုဘဝတုဒ္ဒဖြစ်ပွဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်အစီအစဉ်လေးမစတင်ခင်မှာ channel လေးကို like နဲ့ subscribe ပြုလုပ်ပေးခဲ့ပြီးဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါဦးရှင်ဒါဆိုရင်တော့အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်အုံနဲ့ကြီးပေါင်းအုံနဲ့ကြီးပေါင်းမယ်ဆိုတာကတော့အညာဒေသမှာနေထိုင်ကြသူတွေအများပြားသိကြပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မြို့ပြလိုနေရာမျိုးတွေထက်အထက်အညာဘက်တွေမှာသာအုံနဲ့ပင်တွေကအများဆုံးပေါက်ရောက်ကြတာကြောင့်အညာဒေသမှာပဲအုံနဲ့ကြီးပေါင်းပင်ကိုရရှိနိုင်ပါတယ်။အုံနဲ့ပင်တွေအညာဒေသမှာအများဆုံးပေါက်ကြတယ်ဆိုပေမဲ့အုံနဲ့ကြီးပေါင်းကိုရရှိဖို့လည်းမလွယ်ကူပြန်ပါဘူး။အုံနဲ့ကြီးပေါင်းရရှိဖို့ကလည်းတော်တော်ကိုခက်ခဲပါတယ်။အုံနဲ့ကြီးပေါင်းကိုရရှိသူတွေကတော့ပြားရည်နှွေးစတာ